ကျွန်တော်ပါဝင်တင်မောသားတိုင်းတင်မောတက်ခန်ဒီတိုင်းမှာပြောလို့ရှိတဲ့စကားတစ်ခုရှိတယ်ပေါ့နော်ဘယ်သူတွေကိုပြောရလဲဆိုရင်သူတို့ရဲ့မိသားစုတွေသူတို့ရဲ့ချစ်သူတွေတငယ်ချင်းတွေပေါ့နော်အဲ့ဒါပါလဲဆိုရင်ငါအခုမှတင်မောစတက်မှာမဟုတ်ဘူးငါတစိုးရိမ်နေနဲ့အကုန်လုံးစင်ပြေသွားမှာစသဖြင့်အလိုမျိုးပြောလို့ရှိကြတယ်ပေါ့နော်တကယ်တမ်းမှာတော့ကျွန်တော်တို့တွေကတင်မောတက်ခန်ဒီတိုင်းမှာစိုးရိမ်မှုတွေရှိကြတယ်ပေါ့နော်စိတ်ပူမှုတွေရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့တင်မော industry ကြီးอ่ะပေါ့နော်ဒီအောက်မှာလှုပ်တဲ့ရုံကုမ္ပဏီဝန်ထမ်းတွေလို့မဟုတ်ဘူးဘယ်လိုလဲဆိုရင်တို့ကျွန်တော်ရုံးဝန်ထမ်းတွေဆိုရင်ဗျဆက်ဆက်ချင်းရုံးကုမ္ပဏီတစ်ခုကိုတော့ကွာရွှေလိုက်ပြီးဆိုရင်အဲ့မှာ maybe 1 လကနေ3 လအတွင်းလောက်မှာ struggle နဲ့ဖြစ်ပြီးအဆင်ပြေသွားပြီးရင်တို့ရဲ့လုံးဝနောက်ထပ်ဒီရုံးမှာမလုပ်တော့ဘူးဆိုတဲ့အထိတနေ့2နှစ်3နှစ်တိုင်အောင်စတိုက်လောက်ရလို့ဒီသူ့ formula အတိုင်းသွားလို့ရတယ်ပေါ့နော်ဒီလူတွေနဲ့ပေါ့ကျွန်တော်တမောတွေတားရအဲ့လိုနေမဟုတ်ဘူးဗျကျွန်တော်တမောသားတွေကစာချုပ်တွေနဲ့အဲ့လိုလုပ်ရတယ်အနည်းဆုံး6 လကနေအများဆုံး10 လလောက်ပဲလုပ်ရတာတမောစည်းမှာပေါ့နော်အဲ့ကိုယ့်ရဲ့ contract ပြီးသွားပြီဆိုရင်ကိုပြန်လာမယ်ပြန်လာပြီးရင်နောက်ထပ်တမောစည်းကိုတွား join မယ်အစားအပြန်စားပြီပေါ့နော်ပြောချင်တာအဲ့တော့အားလုံးသိရတဲ့အတိုင်းဒီ first impression ဆိုတဲ့အရာကြီးကဘယ်နဲ့ဘယ်မှာဆိုရေးကြည့်ရဗျအဲ့တော့ကျွန်တော်တွေကဒီတမောသားတွေကဒီလိုမျိုး contract တွေနဲ့ဆိုတော့အမြဲတမ်း first impression ကြီးကအမြဲတမ်းကောင်းအောင်အမြဲတမ်းဆက်တာချင်း1 လလောက်မှာနည်းနည်း active ဖြစ်အောင်အဲ့လိုမျိုးကြီးလောက်တာပေါ့ပြောပွင့်နေပြရမှာဆိုကိုယ့်ရဲ့ skill ကို show up လုပ်ရမယ်ကာလာကြီးပေါ့နော်အဲ့တော့အဲ့ဒါကြီးကအမြဲတမ်းလုပ်ရတယ်ဒါထားလိုက်အောင်နောက်တစ်ခုကကျွန်တော်တို့တွေကကိုယ့်ထက်ရောက်နေပြီးသားဒီရှိ senior လူတွေကပေါ့နော်ကောင်းပါမလားဆိုတော့စိတ်ကလည်းရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုယ့်ထက်ရောက်နေပြီးသားလူတွေ senior တွေဖြစ်ဖြစ်အရာရှိတွေဖြစ်ဖြစ် crew တွေဖြစ်ဖြစ်ပေါ့နော်ကိုယ်နဲ့တူလုပ်မဲ့လူတွေဖြစ်ဖြစ်ကောင်းတဲ့လူနဲ့တွေ့မှာပဲကိုယ်လည်းကောင်းအောင်မလုပ်ရမယ်စိတ်ပူပန်စရာမရှိဘူးပေါ့နော်ဒီ top 4 level ဖြစ်တဲ့ management level တိုင်အောင်မှာလည်းသူတို့တွေလည်းစိုးရင်ပူပန်မှုတွေရှိကြတယ် captain တို့ဆက်ချုပ်တို့ပေါ့နော်စသဖြင့်သူတို့တွေလည်းဒီဘယ်လိုပြောရမလဲဒီ company ရဲ့ pressure တွေကိုသူတို့လည်းခံရမယ်ကိုထွက်ခဲ့တဲ့ company ကမှာပဲဆက်ပြီးတော့တမောထွက်မယ်ဆိုရင်တော့မှာပဲမတူဘူးပေါ့နော်ဈေးနဲ့ဈေးဘယ်လိုမျိုး pressure တွေရှိမလဲဆိုတာမသိဘူးအဲ့လိုပဲသူတို့အောက်ကကျွန်တော်တို့ကုန်းနဲ့ကုန်း3ကနေစပြီးတော့ဒီ rating တွေဆိုရင်တော့ပြောနေတယ်တော့ဘာလို့ဆိုတော့ကျွန်တော်တို့တွေကြတော့ဒီကုန်းကျုပ်တို့တကြီးတို့ကောင်းမှပဲပို့ပြီးတော့အလုပ်လုပ်ရတာအဆင်ပြေမယ်ပေါ့နော်အဲ့လိုပဲပိုစင်တို့ဘာလို့ဆိုလဲဒီကုန်းကျုပ်ကကောင်းတဲ့လူနဲ့တွေ့မှပဲအလုပ်လုပ်ရတာအဆင်ပြေမယ်သူတို့လုပ်လို့အများကြီးပေးမယ်ဆိုရင်သူတို့ကလည်းစောင်းသိမ့်မဖြစ်ဘူးဆိုရင်ကျွန်တော်တို့လည်းလုပ်လို့အများကြီးပေးမယ်ဆိုရင်ကျွန်တော်တို့လည်းလုပ်လို့ပြီးနေမယ်အလုပ်ကလုပ်ရမှာပဲဗျဒါမှလည်းကောင်းကောင်းမွန်မွန်နဲ့တက်တာနဲ့လူတိုင်းလုပ်ချင်ကြရလူတွေကြီးပဲပြောချင်တာအလုပ်တွေဖိပေးနေတဲ့လူတွေနဲ့ဆိုပဲကုန်းကျုပ်တွေတကြီးနဲ့သူမှတွေ့မစီချင်ဘူးအဲ့လိုပဲအဆင်စင်ပေါ့နော်ကုန်းကျုပ်ဆိုတဲ့ကောင်းတဲ့ကြီးနဲ့တွေ့မှာပဲသူလည်းအဆင်ပြေတယ် AC လုပ်လို့ရမယ်ပေါ့ကုန်းနဲ့ကုန်းတော့ဆိုရင်ပို့ဆိုပဲပေါ့အဲ့လိုပဲပေါ့နော်ကောင်းလေးနဲ့ပဲတွေ့စီချင်ကြရတယ်အဲ့ဒါမှပဲသူတို့တွေအဆင်ပြေနဲ့လုပ်လို့ရမှာပေါ့နော်အောက်ကကျွန်တော်တို့ rating ချင်းဆိုလဲလို့ပဲအဲဒီလူကအလုပ်တာအဆင်မပြေဘူးဘယ်လိုကောင်းလဲအရင်နောက်ကြီးဆွဲနေတယ်ပေါ့နော်အဲ့လိုတွေနဲ့လည်းသူမှမလုပ်ချင်ဘူးအဲ့တော့ဒါတွေကကျွန်တော်တို့ရဲ့အကြပန်းနေပဲရွှေရှင်ခွင့်မရှိဘူးဟိုလို့ရှင်ပြန်တော့မယ်ဆိုပြီးလို့လည်းမရအောင်ဗျာကိုယ့်ရဲ့တာအကြီးက6 လစာဒါမှမဟုတ်လဲစိတ်လားတည်အောင်စီးရတာပဲအဲ့တော့ဒါကြီးအများ lucky draw ပေါ့နော်အဲ့တော့ဆိုလိုချင်တာပြောချင်တာကတော့ကျွန်တော်တို့ကအများနဲ့ဒါကြီးကိုအစ်စ်တဖန်ပြန် contract တစ်ခုပြီးရင်နောက်ထပ်တမောစီဒီလူတွေနဲ့ဆင်ပြေသွားပြီဗျာထားပါတော့စတိုက်ဆင်ပြေသွားပြီလှုပ်လာခဲ့ပြီဆိုရင်လည်းအချိန်တန်လို့အိမ်ပြန်ရတာပဲအိမ်ပြန်ပြီးရင်နောက်တစ်ခေါက်အစားအပြန်လူတစ်သေးနဲ့စားအပြန်ပြီးတော့ဒီလိုမျိုးပြန်ရုံးကန်ပြီးတော့လှုပ်ရတာပေါ့နော်အဲ့တော့ကျွန်တော်တို့တမောသားတွေကတမောသက်ခံနေတိုင်းမှာအနည်း blind box ဖောက်ရတာပေါ့နော်အနည်းဒီလို first impression ကောင်းအောင်နေပေါ်ကလူတွေအဆင်ပြေလို့ရှိပါမလားဆိုတော့စိတ်မျိုးတွေနဲ့လှုပ်ရတယ်ဆိုတော့အဲ့လိုမျိုးစိတ်ပူမှန်မှုတွေနဲ့ပဲထွက်ကြရပါတော့နောက်တစ်ခုကလည်းသူတို့ချစ်တဲ့မိသားစုတွေကိုထားခဲ့ရမှာပေါ့နော်သူတို့တွေနဲ့ဝေးရမယ်စကနာတာဝေးရမယ်ဆိုတော့စိတ်မကောင်းမှုတဲ့စိုးရင်စိတ်လေးလည်းရှိတယ်ပေါ့နော်ဒါလေးကိုသူတို့မိသားစုတွေကိုတာပြောပြနေလေသူတို့တွေလည်းဘာလုပ်ပြနေမှာမဟုတ်ဘူးဘာမှလည်းပြောလို့မဟုတ်တော့တာပြောနေလေအပိုးပဲပေါ့နော်အဲ့တော့စိုးမြင်နေတာသူတို့ပြောခဲ့တာပေါ့နော်လုပ်ငန်းခွင်ကတော့ကိုယ့်ရဲ့ experience လိုက်ပဲကိုဆက်ပြီးတော့ထိန်းပြီးလုပ်ရတာပေါ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးမှာတော့ပြောရခဲ့တဲ့အတွက်ပြောခဲ့တဲ့ကျွန်တော်ရဲ့တမောသားတွေကိုယ့်ရဲ့မိသားစုတွေဝင်มาတမောသားတွေတငယ်ချင်းတွေရှိရဆိုရင်ပို့ပြီးတော့ queue site ပေးကြပါတမောသက်ခံနေချိန်မှာအားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုကြမှာပြန်တွေ့ကြပါ